အောင်မြင်ကြီးပွား14ပါးအောင်မြင်ဖို့ကြီးပွားဖို့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အောင်မြင်မယ်ကြီးပွားတိုးတက်မယ်အဲ့ဒီကြီးပွားတိုးတက်ဖို့အတွက်ဒီအချက်၄ချက်အဓိကစွမ်းဆောင်မှုပေးလိုက်မယ် physically important တကယ်ကိုအခြေခံအဖြစ်အရေးကြီးတဲ့အချက်၄ချက်ဒီလိုဆိုလို့လိုက်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဟောတဲ့အခါမှာနံပါတ်1ကဘာလို့ဆိုပฏิရူပဒေသဝါဒတင့်တယ်လျောက်ပတ်တဲ့ကိုနဲ့တင့်တော်တဲ့နေရာကိုရွေးချယ်တာဒါလည်းအလွန်အရေးကြီးတာပဲကိုပဲနေရာမှာပဲမွေးနော်ကြီးပွားတိုးတက်ဖို့အတွက်ကြတော့မွေးတဲ့နေရာကကြီးပွားတိုးတက်ချင်မှတိုးတက်မှာဗမာစကားမှာလည်းရှိတယ်တရွာမပြောင်းတကောင်းမဖြစ်ဆိုကိုနဲ့တင့်တော်တဲ့နေရာကိုနေထိုင်တဲ့အခါမှာလူတွေကကြီးပွားတိုးတက်လာတော့ကြီးပွားတိုးတက်နိုင်တဲ့နေရာကိုရွေးချယ်ဖို့လိုအပ်တယ်လို့ဒီလိုဆိုတယ်ပေါ့ပြောမယ်ဆိုရင်ကြည့်အမေရိကန်သမ္မတလင်ကွန်းဆိုတာကြားဘူးကြမှာလေတော်တဲ့ကလေသမားသားလေတော်တဲ့မှာနေတာအေးမြို့တက်လာပြီးတော့ပညာတွေပါသင်နောက်ဆုံးမှသမ္မတထီအောင်ဖြစ်သွားတောမှနေရင်တော့တောသက်ကြီးလောက်တော့ဖြစ်ကောင်းဖြစ်တကယ်ဇာတာကောင်းတော့တောနေတောသက်ကြီးပဲဖြစ်သမ္မတထီအောင်မဖြစ်ဘူးနေရမှန်မှုလိုတယ်လို့ဆိုလို့အဲ့တော့ပฏิရူပဒေသဝါဒကိုနဲ့တင့်တော်လျောက်ပတ်တဲ့အယတ္တေတာကိုရွေးချယ်နေထိုင်ရမယ်လို့ဆိုတာအဲ့ဒီနေရာမှာမြတ်စွာဘုရားဟောတဲ့စကားလုံးက